ကတော့ကားတယ်ကျမငငယ်လေးက6လောက်ကဆေးထိုးမှ စေလို့မလား ဟုတ်ကဲ့အမေက ဟောနောက်ပဲစေလို့မတော့ကားတက်ရလားသမီးလေးက သမီးကကားတိုက်တယ်6လောက်ဟိုဟာစတီးရိုးထည့်တာလေ စတူးထဲ ဟုတ်ကဲ့ သမီးတက်ဘယ်လောက်ရှိပြီလဲ18လားဟိုလည်းမရှောင်းနိုင်ပေါ့ဩဗမာနေလေအဘူးရ ဟိုတငါညုံပဲကြော်တယ် တကယ်တော့ပဲစော်တိုင်းမှာ ဟုတ်ကဲ့ အဘူးရဂျိုင်းတော့နဲ့သွားတယ် ဂျိုင်းနောက်နဲ့သွား ဂျိုင်းတော့လည်းကြီးပဲနော်အမျိုးသားရှိသေးလား မျိုးသားကြာပြီးဆုံးသွားတာ ဆုံးရကြပြီလားအလုပ်တွေကကြဘာလုပ်လဲ သမီးအထုခံစားတယ် အလုပ်ခံစားတာ ဟုတ်ကဲ့ ဒီတော့ပဲစော်တိုင်းမှာပဲ ပဲကြော် စေကူဘိုးကကြတော့ သမီးလေးဆို6လောက်ကလေးစေးုံစတီးရိုးပြန်လုပ်ဖို့ဒုက္ခရောက်လို့အဲ့တော့ တော့ဟဲ့ရောဟုတ်ပါရောပါနော်အဲ့တော့ကျွန်တော်လောဆယ်အလူငွေလေး2သိန်းထုတ်ပေးလိုက်မယ် ဟုတ်ကဲ့ နော်အဲ့ဒါရင်းနဲ့ပြပြီနော် ဟုတ်ကဲ့ဟုတ်ကဲ့ အခု2သိန်းပါအဲ့လိုရှင်းလေးစတော်မအောင်ဘူး တော့စီပေါ်နေဒီမှာကျွန်တော်လေးဒီကိစ္စကြီးပါဒီမိသားစုပြင်နေမှာဒီမှာမကခုနတိုင်းမှာငယ်လိုက်စောက်ပေးပါလေ ဒီလိုဆိုပဲနောက်ဘူးနော်